မိဂုံအုပ်စု3ရဲ့မိဂုံတွေကတော့နံပါတ်1ခတ်သိမ်းသောမြတ်စွာဘုရားရှင်တို့မစွန့်ပယ်အပ်မြဲသောအယက်ဌာနကိုပါဠိလိုမြည်တို့ခေါ်ပါသည်။ဌာနဘယ်နှခုရှိပါသလဲ။မိဂုံနံပါတ်2ကတော့မြတ်စွာဘုရားရှင်မေတော်မိနသားကိုအဘိဓမ္မာတရားဟောကြားပြီးဝါကျွတ်ချိန်မှာအရှင်သာရိပုတ္တရာမထေရဝါတော်မြည်မြရရှိပြီးဖြစ်ပါသလဲ။နံပါတ်3အရှင်သာရိပုတ္တရာထံမှအဘိဓမ္မာတရားနာယူခွင့်ရရှိခဲ့ကြတဲ့လင်းတို့သား900ဖြစ်ခဲ့မှုတဲ့ယဟန်900တို့ရဲ့ဥပိ္ပဇေဆရာဘွဲ့အမည်နံပါတ်4တာဝရိန္ဒာနတ်ပြည်မှာမြတ်စွာဘုရားရှင်အဘိဓမ္မာတရားမဟောကြားမီဥစွာတောတာပန်တည်ခဲ့တဲ့နတ်သား2ဦးရဲ့အမည်စဉ်းစားလို့ရပါတယ်ဒါဆိုရင်သမီးငယ်လေးတီးသက်တိတ်ဆိတ်ငြိမ်သက်စွာကြည့်ရှုချိန်1မိနစ်စပါပြီချိန်လေးပြည့်သွားပါပြီဒါဆိုရင်သမီးငယ်လေးရဲ့ဖြေဆိုပူဇော်မှုအချိန်1မိနစ်စပါပြီခေတင်တော်မြတ်စွာဘုရားရှင်တို့၏မဆွေပေတော်မြေသောအယက်ဌာနကိုအဝိဇာဟိတဌာနခုနဌာနပါရှင်မြတ်စွာဘုရားရှင်မြေတော်မိနသားကိုအဘိဓမ္မာဟောဝါကျွေးရှင်အရှင်တေဗုဒ္ဓရာမထေရသည်ဝါတော်9ပါပါရှင်ရှင်တာဝရိန္ဒာနဲ့ပြည်တွင်မြတ်စွာဘုရားရှင်အဘိဓမ္မာတရားမဟောကြားမီဥစွာတရပံတိကိနဲ့သား2ဦးတို့၏အမိမှာအင်္ဂုတရနဲ့သားအမိနဲ့အင်္ဂုတရနဲ့သားနဲ့အင်တကားနဲ့သားပါရှင်မိကုန်းနံပါတ်3လေးထပ်ဖြည့်ပေးပါဦးတမီးလေးလက်ခုပ်သမားနဲ့အားပေးဂုဏ်ပြုပေးပါအောင်ခင်ဗျာ